classical လေးလာနေတဲ့ကျွန်တော်ရဲ့သင်တန်းသားတွေအတွက် tutorial လေးပါ tutorial နံပါတ်14ဖြစ်ဖို့ဖြစ်မယ်နော်ဒီနေ့ဗာသင်မှာလဲဆိုတော့ကျွန်တော်ပြောထားတယ် classical ဆိုတာ melody နဲ့ plugin နဲ့ပေါင်းတာဖြစ်တယ်ပေါ့နော် melody နဲ့ plugin ပေါင်းဆိုရဲဆိုတာ classical ဖြစ်သွားပါတယ်အဲ့တော့ melody နဲ့ plugin ပေါင်းဖို့အတွက် melody နဲ့ plugin ဆိုတာဘာလဲဆိုတာနားလည်ရမယ်ဥပမာဒီသချင်းလေးကိုကြည့်ပါအရေးတွေပျော်ကုန်ပြီးအုံနောက်ပိုင်းစားတွေဟုတ်ပြီဒီသချင်းလေးမှာဆိုရင် plugin ကmelody ကိုအတန်အောင်ရင်ပြောမယ်အတန်ကရေတွေပျော်ကုန်ပြီဟုတ်ပြီအရေတွေပျော်ကုန်ပြီဆိုတဲ့ဟာလေးကိုအဲ့ဒါလေးကိုတီးပြီးသွားလို့ရှင် plugin ပြန်ဝင်မယ် plugin ကစုံဒီမှာလက်တန်း C ကိုကျွန်တော်လက်တန်းထိုးလိုက်ပါ C7 ပေါ့နော် C7 ကိုဇုံကင်တဲ့အခါမှာ9တစ်အဲ့ဒါကိုဇုံလေးဆွဲလိုက်နော်ဇုံ3တစ်3အဲ့ဒါ plugin မနေ့ကရေတွေပျော်ကုန်ပြီအဲ့ဒါက melody အဲ့နှစ်ခုကိုပေါင်းမယ်အဲ့တော့ရေတွေပျော်ကုန်ပြီကိုယင်တီးမယ်မှာရေတွေပျော်ဆိုတာတိကျိုးလွတ်နော်မှာရေတွေပျော်ကုန်ပြီဆိုတော့မှဇုံ3တစ်3ပြီဟုတ်ပြီနော်melody တတွဲ melody ကတတွဲ plugin ကတတွဲရေတွေပျော်ကုန် plugin ဟုတ်ပြီတတွဲအဲ့ဒါတတွဲမှတ်မယ်နောက်ပြီးတော့နောက်တဲ့ melody ဒီ post လေးကိုစေ့ပြီးတော့မှဖြည်းဖြည်းလေးပြန်ပြီးရေးကြည့်မယ်နော်တိတ်ကြိုးဒီ oh no ပိုင်းစားတွေဆိုတဲ့နေရာမှာG ကိုကာလိုက်တာနော် G ကာပြီးတော့ရင်6နှစ်စုံ3နှစ်3အဲ့တော့ပြန်ပြောမယ်ရေတွေပျော်ကုန်စုံ3တစ်နောက်ပြီးတော့အုံနောက်ပိုင်းစာတွေစုံကြတော့သူက6ရဲ့2ရဲ့စုံဆွဲမယ်နော်စုံ3နှစ်3ဟုတ်ပြီရေတွေပျော်ကုန်စုံ3တစ်3အုံနောက်ပိုင်းစာစုံ3နှစ်3နှစ်တွဲရပြီနော်ရေတွေပျော်ကုန်ပြီရဲ့အုံနောက်ပိုင်းစာတွေနောက်ပြီးတော့နှလုံးသားတန်ရာတွေရေတွေပျော်ကုန်ပြီအုံနောက်ပိုင်းစာတွေနှလုံးသားဟုတ်ပြီဒီမှာကြည့်မယ်နှလုံးသားနှိပ်ကြိုးတီးမယ်တစ်ခုချင်းကျင့်နော်တစ်ပိုင်းနှစ်ပိုင်းရှိပြီသုံးပိုင်းလုံးသားတန်လုံးသားတန်သုံးကြိုးနှိပ်ကြိုးတီးလွတ်မယ်နှိပ်ကြိုးတီးတယ်နှလုံးသားတန်တန်ကဒီမှာနှစ်ပါးမြောက်က3ကြိုးတန်နှစ်ကြိုးအလွတ်ပြန်တီးမယ်လုံးသားတန်ရသွားတာနှစ်ကြိုးလုံးသားတန်တွေဆိုလို့ရှိရင် C ကိုပြန်ကင်ပါဇုံက9နှစ်ပါတွေဟုတ်ပြီနော်ကဲပြန်စမယ်ရေတွေပျော်ကုန်ပြီအုံနောက်ပိုင်းစာတွေနှလုံးသားတန်ရာတွေဟုတ်တယ် tutorial ဒါနံပါတ်14နံပါတ်15ကျမှနောက်တစ်ပုဒ်ပြန်ပြင်မယ်လောဆယ်3ပြက်ပထမတစ်ပြက်ကဟုတ်ပြီနော်ဗီဒီယိုလေးကိုပြန်ရေးကြည့်ပြီနော်ပြန်ရေးကြည့်ပြီးတော့တစ်လုံးချင်းတီးမယ်ရေတွေပျော်ကုန်ပြီက melody ရေတွေပျော်ကုန်မှာ plugin ဝင်မယ်စုံ3တစ်3ရေတွေပျော်ကုန်စုံ3တစ်3အုံနောက်ပိုင်းစာဒီကင်ထိုင်းနဲ့တီးလို့ရတယ်အုံနောက်နှစ်ကြိုးတီးဒီမှာအုံနောက်လွတ်တီးကြမလို့
ယူကန်ထားနဲ့တကြိုတီလို့ပိုင်းရဒီမှာလက်တန်တွေ့တာထိုးလိုက်ပြီနော်ပိုင်းစာတွေအဲဆုံး3နှစ်3နှစ်ဖြက်လုံးသားတန်ရာလုံးသားတန်ရာရာဆိုနှစ်ကျိုးလုံးသားတန်တန်ရာတွေဆုံး3နှစ်3ဟုတ်ပြီတစ်ဖြက်နှစ်ဖြက်3ဖြက်ဟုတ်ကျူတိုရီယယ်15ကျလို့ရှိရင်နောက်တစ်ဖြက်ထပ်သင်ပေးမယ်လောဆယ်အဲ့ဒါလေးကိုဗီဒီယိုလေးကိုရစ်ပြီးအနေကြည့်ပြီးတော့ကျင်ပေးပါ classic ကသင်တန်းသားများအားလုံးကိုကျေးဇူးတင်ပါတယ်